当国的都要是两个接受的呢。Amen. OK 噻，我得看清那个，因为媒体说了噻，得看清的，呀，个把那是表里比的，表里比噻，表里比说了不如表里的所以，偏也许偏但是偏了哦那比，第六表那边咩，和波板上呀嘛，路苗不吧，呀到比呀到不一小路苗弄的东，啊路苗呢嘛个，路苗多了不，哎呀，比路苗多比，我人都生了个喏，我人都生了比路苗多比，我定了。不然那边弄我们弄那边没，都得米什么偏对不说的都可不喏。我定不是边摆什么弄边不多，是那么多不比那么多没嘛，要加那么不少多不。边摆什么弄没，都得米去多也许去多都得米什么你弄米对不说的。不如那时候去哦，阿妈个表了，阿妈别了不喏，去我看因为没得，阿妈要加不喏，因为没得。都打个明个上坡对，对哟，都不变了噻，都打身体光身体心里，身体上来的，都米个阿拉来嘛变差不，我表姐我那时候变了，爸妈变是阿没心的，都嘛明个上坡身体的，身体心里边，都米个爸妈身体没西不的，阿妈个表的不喏，那么对谁都就叫我那么重不，对不对？阿妈个表了，怎么来呀？我多的不喏，我多的变因为没得掉个嘞，这个表那边嘛，这个表都那路片的嘞，我你路喏，变。中了地得了多，并不不喏，并不不，比有那边比较好的喏，原来也起的，中了地得了偏我也起的，也是比较好的，然后咩，掉过因为没得的，都对面掉皮嘛，身体没心里无嘞，爸嘛身体没心无咯，那边表了怎么样？我多的不，把讲对路嘞不喏，苏当的看嘛偏偏起不路边嘞噻，路个我都个并不路多不，那对嘛并不路边咩，咩心里路的嘞，心里边嘛的，咩心里边嘛的，阿路边嘛的，好比。掉嘞好啲嘞，都路边啲小路呢，把那欧罗巴开始多啲钱嘛嘞，阿咪下次重要嘞，边过代嘞好啲，过代好啲做啦，一路呢里面都要钱嘛嘞，阿里边帮喏，边阿咪下次重对呀嚟帮喏，钱嘛，不路嘞所以，一路呢边嘛嘞，边一路呢都要描水嘞帮喏，边一路呢钱路边嘛嘞，我嘛程度啊，电脑没通嘞，也变嘛嘞，但係表那邊，偏路嚟冇多少路邊，咩路呢？只比沒電沒通路的，那個，佢到時嘛，啲沒通到嘛邊邊的，哎呀，你本嚟的，沒通呀，也打個 ID 都得咪路表咩都也，冇表嘞，怎麼我聽嘛不？比那個說那是那比亂嚟噻，那說比先嚟的個，我你也冇路表，那冇表不，那對嘛，路面嘛冇路不，那咩路呢？邊嘛先呢邊嘛咯，咩路呢？先邊嘛嚟咯，佢就咯，啲我你也偏些嘛，啲嘅沒通。那说比爸嘛，佢到你攞唔嚟片片嘅，都得咪攞，我送我攞唔入片嘅嘛，阿對人嚟講咯，咩攞呢邊買，西呢邊買咧，那對咯，邊攞多邊咩，西呢咩攞呢，阿用呢噃咯，偏些嘛，特別邊買嚟咧咯，阿攞我都得咪片嚟，咩嘛冇邊冇對人對人，OK 先，係啦呢。我得查，我可能咯，啲都得咪呢西呢有咯，西呢邊買，咩攞呢邊買，啲咩攞呢冇水買，咩攞呢冇水買，咩攞嘛個，沙當咧，個啥呢？佢表嚟嘅噃咯，那對嘛個，我攞多路邊咩，咩攞嘢，那攞嘢，阿用嘢，公龍個沙當表嚟，邊買呢啲，沙當佢表嚟咯，沙當咧我所表嚟啲，那對嘛冇攞俾邊咩，那西年嘛個咯，啊那個不攞，嗰個漂也沒噻，嗰個漂也沒說那個，咩攞呢邊買呢，咩漂，我嘛，這幫我呢邊攞呢得看乜得嘅，乜得嘅，有什麼咯，你是故意咩攞西呢邊，但就阿拉冇表邊乜得嘅噃咯，但查。啲點解表嚟係未同那邊邊哦，那我唔知啦，差別係一邊冇得嘅，路邊咪，路邊個個都冇所以啲條路，阿邊個咯，阿邊上嗱，咁一路呢邊冇一聲嚟幫嘛，阿時誒，哎呀，冇杜噻，阿用呢一路呢，啲實際呢邊冇咧，嗱現在得片嚟嘅咯，阿講唔杜你喎，阿講唔杜你啦，嗱現在我你說講唔杜你喎，嗱對邊冇人嚟咯，嗱咁樣，啊就咯。沙當會幫我騙我過不來樣嘢，我個雙騙到咧，我只個路做，咩路呢攏我實得騙一啲，咩路呢騙馬咧呀，咩路呢唔記得未同路咧呀，啊有路咧呀，但係路咧，那我呢唔使本咯，呀有呢呀，咩咩變咗，唔妙呢，嚟唔妙呢，沙當我嚟噻，我個識個嘢咩路嘢都話你，啊錯也記得的噻，啊錯真幾筆錢都阿路也弄得的不咯，多嚟多咯，嗰種冇啲個變馬到咩，食呢變馬到咩，喏，食古嘢呢變馬到咩。一時呢邊買到成個個時打噃咯，落算啱啱你咪看過噃咯。我都唔使喎。咪標呢噃咯，標呢。食古嘢呢咪標呢？一路呢標買呢，咪標買呢噃咯。古呢片呢邊多，咁咪第二日他是一弄咯，即係咧食古嘢呢，啲龍標買起嚟咩？哎呀，阿爸說，阿公咯第二日睇到阿公標買嚟，咁咧第二日啲咧那個標嘛，漂嘅嗰個漂，即係你唔使冇邊，阿爸咪看到標到咯，阿摩亞噃咯，阿摩亞個好標呢你阿媽咧，阿錯阿咪係時嘅所，對啊，都錯啊。描水表呢係是嚟咯，免佢呢水呢就描水的嚇，要加呢水要加呢水免個描水表呢喎，第二樣啊，得出表情啊，偏你咪使呢樣，免係的，對呀嚟講咯，啊咁咯，嗰嘢表呢也有，嗰嘢沙的表情情，我喺度沙情表的咯，得班你明咩？沙丁會幫描水呢嘢，要加呢描水免嘛描水的，面龍你唔懂呢，沙丁啊啲咁面龍唔比起。面龍即多面龍唔係嘢，面龍啊個啥啦，肉不攞做，即會包落嚟個咯，啊就咯，那對邊唔落邊咩？細碗嘢，啲細碗嘢面龍細那龍打馬啦，公龍啊，表示嘛，我說南邊馬你啲咧，所以都都咁樣先偏啲烏，所以都到啦先啲啲所以呀，哎呀，阿媽邊咧，叫我一面咧，
ကျမဖျားစကားပြောတာနဲ့တက်တက်ဖြစ်တော့လို့နေကြလို့ဖြစ်တာဖြစ်တယ် ဆိုတော့တို့သမီးအစစ်ဖြစ်ဖို့အတွက်ကိုပြင်ဆင်ရမှာပေါ့နော်ဒီ2019ခုနှစ်မှာနော် ဟုတ်ကဲ့ပြီးရင်ဒီအမှုတော်ဆောင်တွေပေါ့နော်အမှုတော်ဆောင်တွေတဲ့ဒီလိုပြရတယ်ဆရာတချို့ပေါ့နော်ဖျက်ရှိမှဒီလိုခေါ်တော့ကြတယ်ဖျက်ကဒီလိုပေါ့နော်ဥပမာကျမကအမှုတော်ဆောင်တပါဆိုပြောလိုက်တော့ကျမအမှုတော်ဆောင်ဆိုရင်ဖျက်ကကျမကိုဥပမာအရက်တရားပေးတယ်ပြောလိုက်တော့အဲ့အရက်တရားဖျက်ရှိမှခေါ်တော့တယ်ရောတချို့ကဖျက်ရှိမှမခေါ်တော့မြလမ်းလက်တော့မှာလာချေလန်းချောကိုလို့ပေးလိုက်တယ်တဲ့အဲ့ဒါကဖျက်ကတရားစင်နေကြရင်ဆုံးမမလို့ပြောဆုံးမလို့ပြောမလားပြောမယ်တရားစင်နေပေါ့နော် ဟုတ်ပြီအဲ့ဒါတောင်းကြည့်ပါတဲ့တောင်းကြည့်ရမယ်ဖျက်ကိုအတဲ့အဲ့ဒါကိုတောင်းကြည့်ရမယ်ဥပမာကျမကကောင်းဆောင်ဆိုရင်ကောင်းဆောင်ဆိုရင်အဲ့လိုမျိုးကျမလည်းပြောတတ်ဖို့ဆရာခွဲပြတဲ့အရာက तू အတဲ့အရာနဲ့တောင်းကြည့်ပါတဲ့လမ်းမမှာမပြောနဲ့ ဖျားစီမရအောင်ခေါ်သွား ဖျက်စီမ လမ်းလို့ရမလို့လမ်းတော့ပြတ်တော့မလို့ ဘလုံးနဲ့ဒါကကြာပြီပေါ့နော်ပြန်ပြီးဒီဒါကပြောင်းလဲပြီးဝိညာဉ်ရလဲနားလေဝိညာဉ်ရလဲလက်ခံနိုင်တဲ့အတွက်ပဲများပေါ့နော်ဒီခါပြီးဒီအမှုတော်ဆောင်တွေပေါ့နော်အမှုတော်ဆောင်ပဲဖြစ်ပြီးဒီအမှုတော်ဆောင်မဟုတ်တဲ့ပေမဲ့ဝိညာဉ်ရမှာနားလေတိုးပဲဖြစ်ပေါ့နော်ဒီဇာတိပိုင်းဆိုင်ရာရောအပြင်ပိုင်းဆိုင်ရာရောဒီခုနပြောတဲ့အပြစ်မလို့တော့ဘူးဆိုရင်လေဆရာဖျက်ကကောင်းကြီးရဲ့ပြည့်တည်အများကြီးပြဖို့ရှိတယ်လို့အဲ့ဒါမင်းညပြန်ပြတာဟုတ်ပြီလူမြောက်မယ်ဆိုရင်ပေါ့နော်အောင်မြင်မယ်ဆိုရင်လောကကိုအောင်မယ်အပြစ်ကိုအောင်မယ်ဆိုရင်ဘုရားကပိတ်တရဲ့ကောင်းကြီးနဲ့များစွာပေးမယ်ဒီလိုဖခင်နဲ့ကျမပေါ့နော်ဖခင်နဲ့ကျမကြားမှာဖခင်ကကျမကိုပေးပြီးပြီအဲ့ဒီကောင်းကြီးလည်းပေးပြီးကျမကမလိုက်ရှောက်နိုင်ဘူးကျမစာမင်းပေါ်မှာအောင်ဖို့ဆိုရင်လည်းအဲ့ကောင်းကြီးလုံးဝမမြင်မြောက်ဘူးအဲ့ဖခင်ကတော့အငတ်မထားဘူးပြန်ကြော်လာပေးမယ်အဲ့ဆုံးတဲ့ချစ်ကိုတန်ဖြေရမှာပဲကိုတန်ဆာမဖြေရတာရှိတယ်လို့ဆိုရင်ချပြီးဖြေရမယ်ပြီးဖခင်ကကိုတန်လဲကိုမဖြေနိုင်ဘူးဆိုတော့ကိုပဲဆုံးတဲ့ချထားလိုက်မလို့ဘူးဆိုတော့လဲလိုက်ကြော်ဖြတ်ပေးတယ်ပေါ့နော်ဟုတ်ကဲ့ပါကျေးဇူးတင်တယ်နော်ဘာမျိုးပြောစားရှိသေးလားအခုလောလောဆယ်မရှိတော့နော်ဟုတ်ဆရာဟိုတခုရှိတာတော့ကျမလည်းကလေးရှိပြီးနားနေတာပေါ့နော်တချို့မိပါလေဆရာငါနေကိုမွေးထားတာငါနေကိုမွေးထားတာနေကဒီလိုဆက်ဆံလားဆိုမှအရာអော်ကြတယ်ပေါ့နော်မိပါလေနေငါနေကိုမွေးထားတာအဲ့လိုမျိုးအမိဘကကလေးကိုអော်တာမိဘကကလေးကိုငါနေကိုမွေးထားတယ်ပြီးတော့ချို့ရွာဆိုရင်တော့ငါနေကိုမွေးထားနေကိုပြန်ရှာကျွေးမရှာကျွေးဘူးဆိုရင်လည်းအခုဒီကြီးပြီမရှာကျွေးဘူးလားအဲ့လိုပေါ့နော်ကျွေးကြံတောင်းတာငါနေကိုကျွေးကြံတောင်းတာအဲ့လိုမျိုးအရာကြားရတယ်ပေါ့နော်အဲ့ဒါကျမလည်းဒီကလေးရှိတော့နားလေတော့တယ်ဆရာဟိုအရင်တော့စမင်းလာဆောင်တော့ဆရာကျွန်တော်တခါပြောဖို့တယ်ဆရာနေရမှာဖေကဝိညာဉ်သူကဝိညာဉ်ဖန်ဆင်းတဲ့ချိန်မှာလေတတ်တနေရဝိညာဉ်တတ်တနေထားရရှိတယ်လို့အများကြီးရှိတယ်ဝိညာဉ်အများကြီးလို့များရှိတယ်ဝိညာဉ်လေလောကမှာမလာသေးဘူးကောင်းကင်ဒီဘောနော်ဆရာပြောဖို့တယ်တခါအဲ့ဒီဝိညာဉ်တင်းထားတယ်ဖေကတင်းထားနေရတယ်တတ်ရှိတယ်ကောင်းကင်နိုင်ငံနဲ့ငရေဟာလောကမှာလာမှပဲလောကမှာတခါပြန်လာပြီးပြန်မှပဲယေရှုကိုလက်ခံရင်ယေရှုခရစ်တော်ကိုကယ်တင်ရှင်ဖြစ်လက်ခံရင်ခမေတော်စီပြန်လက်မခံဖို့ဆိုရင်ရဲသွားလောကမှာလာမှပဲရုပ်ခင်းရမယ်ပေါ့လောကမှာမလာတည်ရွေးအဲ့ဝိညာဉ်သိနေတယ်ပဲနေရမယ်ပေါ့ဟုတ်ပြီအဲ့လိုမျိုးအဲ့ဒီနေရာမှာဒီအခုကလေးပေါ့နော်အခုပြောမယ်ဆိုကိုတာပေါ့အေးတာပေါ့သူပေါ့ငါကောင်းချင်းနဲ့ငါလာတယ်လို့ပြောဖို့တယ်လေနော်ငါလာကလေးအင်တာဗျူးပြီးဆိုတော့ကလေးရှိလာမှာပေါ့နော်ဆရာပြောချင်တာကငါလာဖို့လမ်းရှင်းထားပေါ့ငါကောင်းချင်းနဲ့ငါလာတယ်လို့ပြောတယ်ဆရာဒီကလေးလားအပမီကလေးဟိုအရင်တော့ပြောဖို့တယ်မပြောဖို့ဒီစကတော့ကျွန်တော်တမင်တည်းမပြောဘာကြောင့်လဲဆိုရင်ဂျုံမပြောဒီလိုလက်တခါစားမပြောမယ်လို့ပြောတယ်သူကပြောတယ်ကျွန်မဒီလိုစဉ်းစားတာပေါ့နော်ဒီအိမ်ထောင်လေးပြုတ်ပြီးကလေးရှင်းလိုက်ငါဘယ်လိုလုပ်ရမလဲအေးပေါ့ကလေးဘယ်လိုပြောမလဲဘယ်လိုကျွေးမလဲပြမခေါ်နေမလဲငါဘယ်လိုလုပ်ရမလဲပေါ့နော်ငါအဲ့လိုမျိုးပေါ့နော်အများကြီးတွေးတာအဲ့ချိန်မှာစကားပြောလာတာဟုတ်တယ်ကောင်းကင်ကနေလေအဝင်းအများကြီးတွေးတော့ဟာဒါပါလေလို့ဆိုပြီးစတောင်းပြီးလက်မြောက်ပြီးစတောင်းလိုက်တဲ့ခါကျတော့ဝင်းညသိနေတာတတ်ဖြစ်တယ်ကောင်းကင်နိုင်ငံနဲ့ငရဲဟာလောကမှာဆင်းလာပြီးမှပဲမြေကြီးဟာမြေကြီးကိုဆက်ဝင်းညဟာလဲကောင်းကင်နိုင်ငံတော့မလားငင်းနေတာတော့မလားအဲ့ချိန်မှာပဲဒီမှာလာမှပဲတွားခွင့်ရတယ်ဆိုတဲ့အဲ့ချိန်မှာတည်ရတာဟုတ်တယ်အဲ့နဲ့ဘယ်လိုပြောလဲဆိုရင်ကလေးကငါကောင်းချင်းနဲ့ငါလည်းနေဆိုရင်ဆမ်လို့ပြောတယ်ဟုတ်လားငါလာဖို့လာမနေရှင်းထားတယ်အဲ့ဘယ်လိုရှင်းရမလဲပြောတော့ဖျက်ရှင်းမှာအပြစ်ဝင်ချတော့မှထားလို့ပြောတယ်နော်အဲ့နဲ့သူအဲ့လိုငါကောင်းချင်းနဲ့ငါလာတယ်လို့ပြောတဲ့အခါကျတော့ကျွန်မဘယ်လိုကြုံရလဲဆိုရင်ဆရာကလေးမွေးတဲ့ချိန်မှာလေတကယ်သူကောင်းချင်းနဲ့သူကျွန်မပြင်ဆင်ထားတဲ့သူ့အတွက်ပြင်ဆင်ထားတဲ့မြအကုန်လုံးမတုံးဖြစ်ဘူးဆရာမတုံးရအောင်အကုန်လုံးသူကောင်းချင်းနဲ့သူပဲတည်လာတယ်ဆိုတာတကယ်ဟုတ်တယ်လို့နော်အဲ့ကျွန်တော်မိဘတွေကိုတကယ်လို့ငါမွေးထားပြီးငါ့ကိုမလေးစားဘူးလို့ငါမကြည့်ဘူးလို့တကယ်လို့ဒီလိုထင်နေတော့မမဲလို့ဘာကြောင့်လဲဆိုရင်ဖျက်ကသူကောင်းချင်းနဲ့သူလာခိုင်းတာဟုတ်တယ်ပြီးကလေးကတော့မနဲ့ဖျက်ဘာမှဆွဲဆံမလို့ဘူးဆရာသူအတွက်ကတကယ်ကိုမလို့လားဆရာမလို့နဲ့မလို့လေဆိုကျွန်မသူ့အတွက်ပြင်ဆင်တဲ့မြအားလုံးမတုံးဖြစ်ဘူးအင်ဂျီတော့မှကျွန်မပြင်ဆင်တယ်ငါလုပ်ပေးရမယ်ကျွန်မလုပ်ပေးရမယ်ဆိုရအရာကမတုံးဖြစ်ဘူးဆရာသူမူးလားသူရသွားလားသူဖြစ်သွားတယ်ဆရာအိုးဆရာသူကောင်းချင်းနဲ့တူလာတာတကယ်မှန်နေပေါ့နော်ပြီးရင်ဆရာကျမတို့မိဘလို့တဲ့လူလည်းပြုဆိုရတယ်လို့သူတို့လည်းကြည်လာဖို့မလွယ်ဘူးပေါ့နော်သူတို့ကလည်းပေးဆက်မှုဆိုတာရှိပြီဆရာကလေးမွေးပြီးနေလေဆရာကလေးလည်းစုံစမ်းချင်းစာကြောရတယ်ဆရာဒီလိုကလေးကလောကမှာလာသူကဒီလောကမှာထွက်လာတာနဲ့စုံစမ်းချင်းဖြတ်ရတယ်မင်းကြီးဘလို့ဖြတ်ရလဲဆရာမင်းကြီးရဲ့ကောင်းကင်မှာသူနဲ့သူပါရှိပေမဲ့စုံစမ်းချင်းပြန်ဖြတ်ရတယ်သူတို့မှာသူတို့စုံစမ်းချင်းရှိတယ်ကလေးရဲ့စုံစမ်းချင်းရှိတယ်ကျမတို့ကသူတို့ကိုပြုဆိုရမယ်ကျွန်ပြုဆိုရမယ်ညီပါတို့လည်းကျွန်တော်တို့တောင်းရှိတယ်မဲ့အေးတောင်းရှိသူတို့မှာလည်းသူတို့ရင်ဆိုင်ရတယ်အဲကြောင့်စွတ်တော်တောင်းပေးရတယ်ဆိုတော့ကလေးမွေးလာရင်စွတ်တော်တောင်းပေးရတယ်ပေါ့နော်ဟုတ်ကဲ့ဆရာအဲ့ဒါတက်ခံချင်ဟုတ်တယ်ဆရာအာမင်အဘာမီကလေးမလာခင်မှာအဘာမီသူနဲ့စကားပြောပြီးပါနော်ဆရာဟိုမင်္ဂလာဆောင်2016တုန်းကလေပြီးကလေးလို့တူလဲမိဘလို့ခွသူတို့ရတယ်လို့မိဘပေါ်မှာလေးစားတဲ့တောင်းကြည့်ရမယ်ပေါ့နော်အာမင်မိဘရှိတဲ့လူပေါ့နော်တောင်းကြည့်တယ်နော်တောင်းမတင်တော့တောင်းပန်မြန်မြန်ဆုံးအမြန်ဆုံးတောင်းကြည့်အောင်လို့ပေါ့နော်အဖေအမေဖြစ်တောင်းဘလို့မကြည့်လဲပေါ့နော်
မိဘကျေးဇူးဆိုတာလောကစကားပေါ့နော်စတင်ဆက်ပေါ့ဘယ်လိုတော့မကြည့်ဘဲနဲ့ကိုယ့်အတွက်ပဲလုံနေကိုယ့်အတွက်ပဲစားကိုယ့်အတွက်ပဲပြောတချို့လူတွေကတော့ပတ်စံရှာရင်ကိုပဲစားလိုက်တယ်ကိုပဲပြောလိုက်ဥမာလက်ခထုတ်ပြီးဆိုကိုပြောဖို့စားဖို့မိဘတော့ပတ်စံနဲ့မရှိဘဲနဲ့ပတ်စံမရှိဘူးလို့ပြန်ပြောပြီးမှနည်းနည်းပြောအများကြီးတယ်ပေါ့နော်အဲကြောင့်မိဘကျေးဇူးဆက်ချင်နေဆိုရင်လည်းမဆက်ရသေးဘူးဆိုရင်လည်းတောင်းချင်မြင်ဆက်တာလောကစကားပေါ့နော်ပြောမှဆိုအမေဖေမေကိုလေးစားပြီးကြွေးချင်လဲကြွေးတဲ့တောင်းကြီးကဖျားပြန်တုံးပေးမယ်ပေါ့နော် ဒီမီဖြစ်တဲ့တူလဲတာသမီးအကျိုးကမတောင်းနဲ့ မတောင်းနဲ့ကောင်းချီးပြန်ရမယ်ကလေးကမတောင်းချင်လို့ဖျားကသူ့ကိုကောင်းချီးပြန်ပေးမယ်ပေါ့နော်ဟုတ်ကဲ့ပါ ဟုတ်ကဲ့ကျေးဇူးတင်နော်ဘာမျိုးဖျားတာကြီးတုံးပါစေ